အဲ့တော့ဝိပဿနာတရားအထုတ်တာပထမအဆင့်နေနဲ့ပထမအရိယာသောတာပန်ဖြစ်ဖို့တရားအထုတ်တာအဲ့တော့သောတာပန်ဖြစ်သွားပြီဆိုရင်သောတာပန်ရဲ့စိတ်နေစိတ်ထားနဲ့သောတာပန်ရဲ့အင်္ဂါ9ချက်ဒီလိုပြောင်းလဲသွားတယ်အဲ့ဒါတွေကိုကြည့်ခြင်းအပြင်သောတာပန်တည်တယ်ဆိုတာကိုလည်းကိုသိနိုင်အနည်းဆုံးသုလသောတာပန်အဆင့်လောက်ထိတောင်မှကိုယ့်ရဲ့စိတ်နေစိတ်ထားကိုခံမှန်းလို့ရတယ်ဒါကတော့ဘုံဘုံအနေနဲ့ခံမှန်းတာမဟုတ်ဘူးတရားဓမ္မခံမှန်းတာဘုံတို့အနေနဲ့ပုရုဇဉ်အယူကံနေနဲ့ဘသူကနေသောတာပန်တည်တယ်ဘသူဘာဖြစ်တယ်ဆိုတာကိုမပြောနိုင်သို့တော့စာပေအလျောက်စာပေကိုမျက်စောင်းထိုးပြီးတော့စာပေမူအတိုင်းပဲပြောတာအဲ့တော့သောတာပန်တွေမှာရနိုင်တဲ့စိတ်နေစိတ်ထားပြောင်းလဲသွားတဲ့စိတ်နေစိတ်ထားပုရုဇဉ်တွေနဲ့မတူတဲ့အင်္ဂါ9ချက်ဖြစ်တယ်အဲ့ဒါကနံပါတ်1ကဖြစ်ကြောတူတယ်ငြိမ်းလို့စိတ်ထွက်ရိပ်ကင်းရဲ့ချက်ချင်းကုရဲ့ပြက်မှုဆိုးရဲ့တိုး၍ဆိုင်ရဲ့လှိုက်လိုက်ဖို့ရဲ့အင်္ဂါ9ချက်သောတာပန်နေမှာပုရုဇဉ်နဲ့မတူတဲ့အင်္ဂါ9ချက်ပြည့်အဲ့လိုဆိုရင်ဘယ်သူမှမမေးနဲ့ငါသောတာပန်တည်ပြီလို့ကျေးဇူးတော်ရှင်မဟုတ်ဆရာတော်ကြီးကဒီလိုမျိုးမိတ်အဲ့တော့ဖြစ်ကြောတူတယ်ဆိုလုံးဝဖြစ်တယ်ဆိုရင်လည်းတန်းသိချက်ချင်းတန်းသိဒေါသဖြစ်တယ်ဆိုရင်လည်းတန်းသိပုရုဇဉ်မှာလောဘဒေါသဖြစ်တယ်ဆိုရင်1ရက်2ရက်တချို့ဆိုလို့ရှိရင်အမွေပြတ်တောင်ကြော်ညာလိုက်တယ်အဲ့ဒါပုရုဇဉ်ရဲ့စိတ်ရတချို့ဆိုတစ်သက်လုံးမကုန်တချို့ဆိုအိမ်ရှိရအောင်ဖြတ်မသွားဘူးတချို့ဆိုအမြဲတမ်းမမိနေသေးတယ်ဆိုတဲ့စိတ်ကရှိတယ်သောတာပန်တွေကြတော့အဲ့လိုမဟုတ်တော့ဘူးဒေါသဖြစ်တဲ့ခဏလောဘဖြစ်တဲ့ခဏဖြစ်ကြောတူဖြစ်ကြောတန်းပြီးတော့တူတယ်တန်းပြီးတော့လည်းသိတယ်အရေးချေကြီးမဖြစ်တော့အဲ့လိုမဖြစ်ရင်တော့အခြားတရားယောဂသတိပေးလိုက်တာနဲ့တပြိုင်နက်ခါတယ်စိတ်ထဲမှာနောက်ကနေညံဝင်းသွားတယ်ပေါ့မရှိတော့တာပုရုဇဉ်မှာကျတော့တဏှာဥပါဒံကံရအောင်သွားတယ်ဖြစ်ကြောရှိတယ်သောတာပန်မှာဖြစ်ကြောတူတယ်ဘာလဲလို့မင်းရင်ကိလေသာဖြစ်ကြောရှိတယ်သောတာပန်ကြကိလေသာဖြစ်ကြောတူတယ်ဘာလို့သောတာပန်မှာဒီဖြစ်ရသေးတာလဲလို့မင်းရင်ဒိဋ္ဌိနဲ့ဝတိကိစ္စတိရပရပရမတ္တ3ချက်ပဲပေးရသေးလို့ကျန်တဲ့လောဘဒေါသမောဟတွေရှိသေးတဲ့အတွက်ရှိတော့ရှိတယ်ဒါပေမဲ့ဖြစ်ကြောမရှိတော့ဘူးဖြစ်ကြောတူတယ်ခုဖြစ်တယ်ခဏနေတည်အခုဖြစ်တယ်အခုတည်တယ်သောတာပန်နောက်တစ်ခါငြိမ်းလို့စိတ်တယ်ဖြစ်ကြောတူငြိမ်းလို့စိတ်ငြိမ်းအေးအောင်တန်းလောက်တာချက်ချင်းရှုလိုက်တယ်လို့ပြောတာဖြစ်ကြောတူတယ်ငြိမ်းအောင်တန်းပြီးတော့လုပ်တယ်ဒါဘုရားမတော်ဝိသခါတို့ဆိုသူ့ရဲ့မြေးမာလေးတည်သွားတယ်ဘုရားသတိပေးလိုက်တယ်ချက်ချင်းပြန်ပြီးတော့ရှုတယ်ငြိမ်းအောင်တန်းပြီးတော့ရှုတယ်ငြိမ်းလို့စိတ်ဒါချက်ချင်းရှုတယ်အေးညကြတော့လည်းဒီလိုပဲပုံမှန်တရားအားထုတ်တယ်ဖြစ်ကြောတူတယ်ငြိမ်းလို့စိတ်ချက်ချင်းတည်တယ်ချက်ချင်းရှုတယ်ပြီးတော့ထွက်ရိပ်ကင်းတယ်ထွက်ရိပ်ကင်းကြတော့ဒီသာသနာမှတပါအခြားသာသနာမှာမဂ္ဂင်၈ပါးတရားမရှိတဲ့အတွက်အခြားသာသနာသည်တန်တရားလွတ်ကြောင်းတရားမရှိဘူးဆိုတော့